နေရာဒီအတွက် moisturizer ကောင်းကောင်းတစ်ခုလိုချင်တယ်ဆိုရင်တော့မမေကဒီ Level-Lish က Super Water Drop Moisturizer လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူကနေရာဒီတင်မကပဲနဲ့ပေါ့နော်။ဘယ်ရာဒီမှမဆိုသုံးလို့ရတယ်ဒါပေမဲ့နေရာဒီအတွက်ပို့ပြီးတော့တင့်လျော်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ texture လေးကလုံးဝခြေတိုင်းနဲ့အသားရဲ့စိတ်ဝင်တာမြန်တယ်။ပြီးတော့နောက်တစ်ခုကသူကဒီအသားရည်မရွေးသုံးလို့ရတယ်။ oily skin နဲ့သုံးလို့ရတယ် dry skin နဲ့သုံးလို့ရတယ်။အခုလိုနေရာဒီမှာဆိုလို့ရှိရင်အသားရဲ့စိတ်ဝင်တာမြန်တယ်။ moisturizer ကောင်းကောင်းတစ်ခုလိုအပ်နေတယ်ဆိုလို့ရှိရင်တော့ဒီ Level-Lish က Super Water Drop လေးကိုသုံးဖို့မမေညွှန်ပေးပြရစေ။သူ့ရဲ့အတွင်းထဲက texture လေးကတော့ဒီလိုလေးပဲပြတ်ထားပေးလိုက်မယ်ပေါ့နော်။အဲ့လိုမျိုး texture လေးနဲ့လုံးဝအေးလေးနဲ့အသားရဲ့စိတ်ဝင်တာမြန်တဲ့ type ကလေးပါ။အဓိကတော့ရေသက်ဖြည့်ပေးတယ်။ပြီးတော့နောက်တစ်ခုကသူကနီးတာတွေကိုလည်းတက်တာစေတဲ့အာနီတွေရှိတယ်ကိုကရေသက်လည်းဖြည့်ခြင်းတယ်ကိုမျက်နှာရဲဒါလို့ဆိုအလားကနေအော်တိုရဲနေအဲ့လိုရဲနေတဲ့မျက်နှာအသားရည်တွေအတွက်ဆိုလို့ရှိရင်ဒီလို Super Water Drop ရဲ့ရေသက်ဖြည့်ပေးတဲ့ Ambo Cream လေးကိုသုံးပါလို့မြင် recommend ပေးချင်ပါတယ်ဒါလေးရဲ့တပူးမှာ80 ml ပါပါတယ်တပူးကို1000 နဲ့ရပါမယ်ရှင်80 ml ပါတဲ့တပူးကို1000 နဲ့6000နဲ့ရတော့ဈေးကတော့အရင် budget စိတ်ဖြစ်တဲ့မှာပါတယ်အဲ့တော့ပစ္စည်းလေးမှာယူခြင်းတယ်ဆိုလို့ရှိရင်ချက်ပေါက်တမမို့လို့ရှိရင် Viber Telegram မှာလာပြီးတော့မှာလို့ရပါတယ်ရှင်